Happy birthday to you. Happy birthday to you. Happy birthday. Happy birthday. Happy birthday to you. Happy birthday to you. Happy birthday to you. Happy birthday. Happy birthday. Happy birthday to you. Happy birthday. Happyကိုမွေးတာချစ်သမီးလေးရဲ့ပါနုနုလေးတွေမှာငယ်ကလေးများရဲ့တည်ခြင်းထက်ပိုချိုများတာချစ်သမီးလေးရဲ့စကားလေးများကြားစဉ်ခါဘာကြီးတဲ့ဘယ်သူပဲအရာမနိုင်မရရှင်တဲ့ကယန္နာတပါအိုနဲ့ဆိုင်ဆုံးချစ်မြတ်တာတရားသမီးလေးသာဟန်စစ်ပေးနိုင်ခဲ့တာရမစိတ်ဆိုင်ရလားစီစဉ်နေဒီမြတ်တာဒါဝရသမီးလေးတဲ့ပါဒီကဘာမြေထဲရောက်လာတယ်အခုချွေးခြင်းတွေနဲ့အပူပင်ကင်းမဲ့ကလေးပေါ်ရဲ့အရွယ်ငယ်ရှင်သန်ခြင်းနဲ့ကြည်ပြင်းခဲ့တဲ့အမေရဲ့ရင်နဲ့အုံနှွေးထွေးစွာနဲ့ပညာသင်ချပေးခါရဲ့ဆူဆုံးမခါရဲ့တစ်ချိန်မှဘဝရဲ့လက်မထက်ပေါ်ဝဲရှိလမ်းပြခြင်းတွေ့လည်းတစ်ခုပဲကွယ်အမေရဲ့ချစ်ချင်းဒါသမီးပေါ်ဝဲသမီးလေးဆောင်ရီပေါ်ချင်တော်သူရဲ့မွေးပွားခဲ့ရင်မလေးတကယ်ပဲအေးသွားအခုတွေမေ့မောသွားသမီးလေးBaby, you mami. Baby, you mami. Chimney daridi, young sapwene mami. ကမတတ်နဲ့ရွေးချယ်ပြီးတိုင်းနာနေပြောင်းလေးချင်ယူဖြစ်ပြလွင်တဲ့တန်ရာတစ်ခွေအရာရာနေစားအောင်မမြဲခြင်းဖြစ်တာတည်နေသည်မြစ်တာပွားဝင်နိုင်ကြစီနီလုံးနီတောင်ဆွေရှုမှုပြောက်ပြီးနှုတ်ဆက်မသွားရင်ဒီနေ့ပြည့်ပြုသည်များရဲ့အကောင့်အဆိုးမှတ်တမ်းတရားရီကံငါရင်မှတ်ထားသည့်မနုဿအေးလေတင်ကိုယ်တိုင်အမမှန်တွေ
ကျမပြတ်ပါစေခုနှစ်ရက်သားသမီးများတွေဘေးရန်ခတ်သိမ်းတင်းငိမ်ကြပါစေစိတ်ပဝင်နှလုံးဆွင်ပြုံးအေးချမ်းကြပါမိဘဆရာသမားတို့အားယူပြင်းမြန်တို့လက်ဆောင်မူ၍ရှိခိုးပူဇော်မြတ်မှန်လျော့ကြောကြတော်တတိသခါရဝကုလိကသေရနာသရဏဂုံတော်တိတ်တော်ပိတုကိုရောမအစီချင်းအကျိုးမှာသတ္တမဒုတိယယာမိယာမိယာမိသတ္တမနာနာဝိယာမိတိခာတ္တမယာမိသုံးဆုံးများစွာမှာနောက်ပြီးတော့သမဏတာတာကိုဉာဏ်ရှင်းမယ်ဒီကောင်းတာလူကောင်းရတယ်ဆိုတဲ့ယုံကြည်ချက်ကြီးရှိရမှာဒီလိုဆက်တဲ့မြာဆက်တဲ့မြာသောနမသာယေသောနမသာယေသောနေသောနေသောနေကိုင်းသောနေသောနေသောနေကွယ်သောနေမြတ်သောနိဗ္ဗာန်ခဲဝေဝဇင်ရတာဖြားဖြားတို့ဘုရားဆက်တဲ့ချင်းသင်္ကန်းပရိခရာလူရန်ဘွေရဖြားဖြားတို့ဘုရားဆက်တဲ့ချင်းအပရိသတ်ပေါင်းသူတော်ကောင်းတို့ဒီသာဒီနံဒီဒီယံဒီအမ္မာဒီဒီနိဗ္ဗာန်ဒီသာဒီဝေဘဝရသာသောတောအင်္ဂရဏကိသာဒီဒီယံဒီသံဃာရဏကိသာဒီတတိယံဘိဗုဒ္ဓံသရဏံကိသာအာဒိနာဒါနာဝေရမဏိတိက္ခာဗရန္တမာတိယာမိအာဒိနာဒါနာဝေရမဏိတိက္ခာဗရန္တမာတိယာမိအာမေတုမိစ္ဆာသာမမြတ်ယရနာတိယောနိကြာဝေယကောင်းမြတ်သောခါတမယမှာရှိဥစွာပြည့်စုံသံဃာယရနာမြေသုံးပါးနှင့်ပါစေသောယနေ့ယခု